Hello အားလုံးမင်္ဂလာကျွန်တော်ဒီနေ့မှာတော့နောက်တို့ Sasuke Toyota တဲ့ရာ Sasuke ကင်ဝမ်းမှာချစ်ပါတယ် Sasuke effect တွေကလည်းမိုက်ပါတယ် graphic အနေဆုံးထားဆော့ရအောင်ကြည်ုံမှန်ပြန်ထွက်နေတော့ပဲပြီးရင်တော့ rubber စားမှာပါကျွန်တော် rubber စားမယ်ကျုံသူ့ရဲ့ set တွေပါရလည်းမိုက်တယ်ဒီမှာဆိုရင်ကျွန်တော်ခြုံနေအနေထားတော့လေးကို6တက်မှာပါအမှဒါတော့လေး flick တူးခုံတော့ကျွန်တော်မမီတော့ဘူးအဲကြောင့်ဟိုဘက်ကနေစစ်နဲ့ light တက်မှာပါညသူခြုံထဲမှာရှိရတဲ့နာရုံးမလဲကောင်လေးရဟိုတာဝါထဲမှာပြက်လာတော့တေးရောပြီးရင်ကျွန်တော်လိတ်တက်ပါမယ်ကျွန်တော်လက်ရဲ့အောက်မှာ running game တွေ့လား running game ဒီမှာကျွန်တော်ဂျပူးမှာပတ်သက်မရှိဘူးထင်ပြီးတော့ဝမ်းကိုစောပြက်လိုက်တာဂျပူးမှာလွတ်သွားအောင်ဒီမှာဆိုလဲဂျူလီယန်ထပ်တော့တူဘတ်ပါကြော်ပြီးတော့ဒီမှာဂျူလီယန်တေးပြီးအဲဒါတော့ရှင်ချနေပြီပြီးရတဲ့ကျွန်တော်လိတ်ထပ်တက်ပါမယ်လိတ်ဒါလာ running game ရှိဒါ Sasuke running game ပြီးရတဲ့ကျွန်တော်လိတ်ထပ်တက်ပါမယ် Okay လိတ်အခုကျမှတော့ Sasuke နဲ့ Madara တို့ထိတ်တိုက်တွေ့ပြီ Sasuke နဲ့ Madara ထိတ်တိုက်တွေ့ပြီမှာ Okay လော့တဲ့နားလေးကတော့ဒီတိုင်းပဲကြည့်လိုက်ပါတချင်းအေးတော့မပွင့်တော့ပါဘူး Cobra မိမှာဆိုလို့ပါဒီမှာဆိုလဲဘာရေးချက်သွားမှန်းတော့မသိလိုက်ဘူး brother တို့ပဲကြည့်လိုက်တော့အမကျွန်တော်တေးပြီးထင်တာဝမ်းလေးနဲ့ရှောင်းလိုက်တာကျွန်တော်တို့ဘက်ကမေးရတက်သွားတော့တရားပေါ့ပြီးရင်တော့ကျွန်တော်တို့မာရာရာကြီးနဲ့ကြော်ကြီးတာဝါကြီးကိုတက်တီးပါပြီအားလုံးပဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကြိုက်နေတဲ့ like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအားလုံးပဲဘိုင်း